ပိန်လွန်းလို့ရည်စားဖြစ်သူရဲ့စော်ကားခံရသူရဲ့3နှစ်အကြာလက်စားချေမှုသူချစ်ခင်မြတ်နိုးလေမိန်ကလေးကပိန်လွန်းလို့ဆိုပြီးသူ့ကိုအဆက်ခွဲခဲ့ပါတယ်ဒါပေမဲ့3နှစ်အကြာမှာတော့သူဟာလက်စားချေဟိုအတွက်အားလုံးကိုအံ့ဩသင့်စေမဲ့အရာတစ်ခုကိုလုပ်ပြခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကတိုင်လန်ဟာအသက်20တောင်ပြည့်နေပြီဖြစ်ပေမဲ့သူ့ရဲ့ကိုယ်အလေးချိန်ဟာ16ကီလိုဂရမ်35ပေါင်ခန့်လောက်ပဲရှိနေခဲ့ပါတယ်။ကျောင်းမှာဆိုရင်ရက်ဆက်တဲ့အတန်းဖော်တွေကသူ့ကိုစော်ကားတဲ့နမဲပြောင်များပြေးပြီးအမြဲတစေလောင်ပြောင်ရဲမောခဲ့ကြပါတယ်။တရက်မှာတော့ကျောင်းရဲ့အလှဆုံးမိန်းကလေးအန်နာကပါတီပွဲတစ်ခုလုပ်ဖို့စီစဉ်ခဲ့ပါတယ်။ဒိုင်လန်အတူအန်ဟောစကကောင်းတာကသူမဟာသူ့ကိုပါတီပွဲတက်ရောက်ဖို့ဖိတ်ခေါ်ခဲ့တာပါပဲ။ဒိုင်လန်ဟာမယုံနိုင်လောက်အောင်ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။ဒါပေမဲ့ပါတီပွဲနေ့မှာတော့အန်နာကအတန်းပေါ်အားလုံးရဲ့ရှေ့မှာဒိုင်လန်ကိုအဆက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်ခဲ့ပါတယ်။ဒီဖိတ်ခေါ်မှုဟာသူမနဲ့သူမရဲ့တငယ်ချင်းတွေအကြားလောင်းကျဲထပ်ထားတဲ့အလောင်းအစားသာဖတ်ကြောင်ပြောခဲ့ပါတယ်။သူမရဲ့ရည်ဝေချက်အမှန်တန်ကတော့ကျောင်းတစ်ခုလုံးမှာရှိတဲ့အစိုးရဆုံးပုံမှန်တဲ့တန်ရှိသူကိုလူဝိုင်းကိုပြသချင်တာပဲထက်ပါတယ်။အဲ့ဒီလိုပြင်းထန်တဲ့အဆက်ရစရာကိစ္စကိုခန်းစားပြီးတဲ့နောက်မှာတော့ဒိုင်လန်ဟာကိုလုံးဝပြောင်းလဲပစ်ဖို့စိတ်ထဲမှာပြတ်ထားတဲ့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။3နှစ်အကြာပြီးတဲ့နောက်မှာတော့ဒိုင်လန်ဟာသူပြေးထားတဲ့ဂတိကိုအကောင်အထက်ဖော်ဖို့အသင့်တည်နေတဲ့ပုံစံနဲ့နောက်ဆုံးတော့ပြန်ရောက်လာခဲ့ပါတယ်။အရင်တုန်းကသူ့ကိုလောင်ပြောင်ရဲမောခဲ့သူအားလုံးကသူတို့လုပ်ခဲ့တာတွေကိုနောင်တရသွားကြပါတော့တယ်။ဒိုင်လန်ဟာတကယ်တမ်းဘာတွေလုပ်ပြခဲ့တာလဲဆိုတာသင်သိချင်ပါသလား။ဆက်ပြီးသိချင်ရင် follow လုပ်ပြီး comment မှာအပိုင်းနဲ့လို့ရေးပေးခဲ့ပါပရိသတ်